ဒါကတော့ပေါ့နော်ရွှေတောင်ရံသွားဖို့မနက်စာဝင်စားနေတာပါဒါကတော့ရွှေတောင်ရံသွားတဲ့လမ်းပေါ့နော်ဒီကင်းလေးတွေကတော့အရန်လှပါတယ်ဒါကတော့လိုင်းလိုင်းဟိုတယ်ကိုရောက်ပါပြီလိုင်းလိုင်းဟိုတယ်ရှုခင်းလေးပါဒါကတော့တဲရမယ့်အခန်းပါတဲရမယ့်ဘန်ဂလိုလေးပေါ့နော်ဘန်ဂလိုရှိရဖြူလေးပါကောင်းပါလားညမိုက်တယ်မိုးရွာရအောင်သွားဖက်ဆက်အောင်ခေါ်လို့မရဘူးမှာဒါကတော့မနက်စာကျွေးရပါတော့လိုင်းလိုင်းဟိုတယ်မနက်စာ breakfast ပေါ့နော်စုံပါတယ်စားလို့လည်းကောင်းပါတယ်စားရဒီတစ်ခါချက်ကြည့်လာပါတော့အမဒီဒီကန်နဲ့ဟောက်ကတင်နေရင်းနဲ့ရမ်းမိုက်
ဟိုတယ်ကိုပြန်ပြီပေါ့နော်ဟိုတယ်ကိုပြန်ပါပြီစီးရန်လေးကနေပြီးတော့ဟိုတယ်ကိုတော့ငါလေးပြန်ပါပြီဒါဟိုတယ်မပြန်ဘူးနော်ရှိတစ်ခေါက်ထပ်ကြည့်ရအောင်ဟိုတယ်ပြန်ငါလေးတစ်ခေါက်ထပ်ကြည့်ရပါလောက်နေကဒီလောက်ပါလို့နော်တိကျတဲ့အတွက်အားလုံးကိုတိကျတင်ပါတယ်